ဝဲမင်္ဂလာပါဆောင်းလက်စတီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျခဲ့ဗျဒါလေးကတော့ engine power 250 single 3 main မိုးဝိုင်းလေးကိုကျွန်တော်ဆက်အမြန်ကိုပို့ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီကောင်လေးကိုကျွန်တော်ပုံမှန်တိုင်းလေးပဲနှစ်ချောင်းတော့အပြည့်လေးသွားပေးထားတယ်ကျွန်တော်အောက်ကဟင်းကလိုင်းထူလေးလေးကျွန်တော်3ပေးထားတယ်ဘောလုံးလေးတွေကမှဆက်ကျွန်တော်နေချခိုင်ပမာလေးတက်ဆင်ပေးထားတယ်အခုလို PC မြတ်ပြက်လက်နေခြင်းတော့ပေါ့ကျွန်တော်တို့ဘက်ကနေ aura အမာလေးတွေကိုလည်းအဆင်ပြေအောင်အမြဲတမ်းဆောင်ရွက်ပေးနေပါတယ်ခင်ဗျအောက်ခံမှာဆိုလို့ရှိရင်လည်းကျွန်တော်အပူကန်တစ်ခါလေးလေးကျွန်တော်ထည့်ပေးထားတယ်လေသာမိုးလေးနဲ့လုံးဝလှည့်ကြည့်စရာမလိုတော့ကောင်းပါတယ်ခင်ဗျနောက်မှလည်းလက်ဆွဲကိုင်းလေးတွေတက်လို့ရအောင်ကျွန်တော်လက်ဆွဲကိုင်းလေးနဲ့တက်တော့တစ်ခါလေးထည့်ပေးထားတယ်အရှိမမှာဆိုလို့ရှိရင်လည်းဗတ်မှန်ကိုင်းထိုင်နေဗတ်မှန်လေးတွေကအစအဆင်ပြေလွယ်ကူအောင်တက်လို့ရအောင်လည်းကျွန်တော်တစ်ခါလေးတက်ဆင်ပေးထားတယ်ဆန်းရမြန်တစ်စိမ့်လေးနဲ့မှလိုချင်တာမဟုတ်လို့ကျွန်တော်ဆန်းရမြန်တစ်စိမ့်လေးပါကျွန်တော်တစ်ခါလေးထည့်ပေးထားပါတယ်ဗျဒီစီလေးနိုင်ငံပြက်လက်မှုကြောင့်ဇင်းလုံးလေးလည်းနိုင်ငံပြောင်းလဲမှုရှိပါတယ်ဒါမှမဟုတ်ချစ်ရတဲ့ customer များအနေနဲ့ကျွန်တော်စီမှာဝယ်ယူချင်တာပဲဖြစ်ဖြစ်ဈေးနှုန်းလေးတွေသိချင်တာပဲဖြစ်ကျွန်တော်နောက်မှာ sign number လေးလည်းထည့်ပေးထားပါတယ်ဗျအရှိဘက်မှာဖုန်းနံပါတ်လေးလည်းပါပါတယ်ဖုန်းနံပါတ်လေးကိုဆက်ပြီးတော့ဆက်သွယ်ဆောင်မြန်မြင်နိုင်ပါတယ်ခင်ဗျစတီးပိုင်းနဲ့လေသာပိုင်းကိုတနေရာထဲမှာလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဇွန်ဝင်းနဲ့စတီးကိုလာခဲ့ပါလို့ကျွန်တော်ဘက်ကဖိမှန်တက်ကပြောအပ်ပါတယ်ခုလိုမျိုးယုံကြည်မှုနဲ့တကူကလာရောက်အားပေးတဲ့ customer ချစ်ကိုကြီးများအောင်လေကျွန်တော်ဘက်ကထူးမြင့်ကျေးဇူးတင်ပါတယ်ခင်ဗျ